အားလုံးမင်္ဂလာပါရှင်ကျမတို့ဒေါက်တာဒေါ်ဝင်းမြင့်ဖြစ်ပါတယ်ဟာရဆိုင်ရာအထူးဆရာဝန်ဖြစ်ပါတယ်ရှင်ကျမတို့ဒီနေ့ပေါ့နော်ကျမ nutrition နဲ့ပတ်သက်ပြီးတော့မှတော့ကျမတို့တွေကဘယ်လိုမျိုးသောအရေးပါတာတွေအများကြီးရှိလဲဆိုတာလေးပြောပြချင်ပါတယ်အဓိကကတော့ပေါ့နော်ကျမတို့အာဟာရပညာဆိုတာကျမတို့ဒီမွေးတဲ့အချိန်ကနေစတာပေါ့နော်အဲ့တော့ကလေးတယောက်ကမွေးဖွားလာပြီဆိုရင်များသောအားဖြင့်တော့မိခင်တို့တိုက်ကြပါတယ်အဲ့တော့မိခင်တို့တိုက်တဲ့အခါမှာလေမိခင်ကဆိုလို့ရှိရင်အာဟာရပြည့်ဝအောင်စားဖို့ဆိုတာတကယ်ကိုအရေးကြီးပါတယ်ဒါကြောင့်မလို့ပေါ့နော်ပြောမယ်ဆိုတော့မိမိတွေကိုလည်းကျမတို့တွေကအာဟာရပြည့်ဝအောင်ဘယ်လိုစားဘယ်လိုတောက်ဆိုတာလေးကျမတို့ပြောပြလေးရှိပါတယ်နောက်တစ်ခါကျတော့ကလေးတွေပေါ့နော်ဥပမာဖြည့်ဆွတ်စားလာပြီးဆိုလို့ရှိရင်လည်းဒါကလေးတွေအတွက်ဆိုရှင်တကယ်ကိုပဲအရေးကြီးပါတယ်ရှင်နော်ဘာလို့လဲဆိုလို့ရှိရင်ကလေးတွေကစပြီးတော့မှဖြည့်ဆွတ်စားပြီးဆိုကြတဲ့ကကျမတို့ဘယ်လိုတော့အစားအစာတွေစားကြမလဲဘယ်နှကြိမ်တွေစားကြမလဲပြီးတဲ့ခါကျလို့ရှိရင်လည်းမိခင်တို့တွေကဆိုလို့ရှိရင်ဆက်ပြီးလိုတယ်ဆိုတာလေးတွေတော့ဒါများသောအားဖြင့်ကတော့ကျမတို့မိမိတွေကိုဆိုရှင်ပညာပေးလေးရှိပါတယ်ရှင်နော်ဒါကြောင့်မလို့မိမိတွေအနေနဲ့လည်းကိုယ့်ရဲ့သားသမီးလေးတွေကိုဘယ်လိုတော့အစားအစာတွေကျွေးမယ်ဘယ်နှကြိမ်ကျွေးမယ်စသဖြင့်ပေါ့နော်ဒါလေးတွေကိုသိဖို့လိုအပ်ပါတယ်အဲ့တော့ကျမတို့တွေကဒီ6လဆိုရင်စကျွေးပြီဆိုရင်တဖြည်းဖြည်းနဲ့ပေါ့နော်ကျမတို့က9လမှာဘယ်လိုအစာတွေတိုးမယ်10လမှာဘယ်လိုအစာတွေတိုးမယ်စသဖြင့်ပေါ့နော်တစ်နှစ်လောက်ထိရဆိုရှင်သူ့အချိန်နဲ့သူပဲတိုးပြီးတော့မှကျွေးရတယ်ဆိုတဲ့အကြောင်းလေးတွေကတော့ဒါမိမိတွေအနေနဲ့လည်းသိသင့်ပါတယ်အဲ့လိုပဲပေါ့နော်ကျမတို့အာဟာရပညာတွေမှာအထူးသဖြင့်ဆိုရင်ကျမတို့ဥပမာဝိတ်ချတဲ့လူနာတွေမျိုးပေါ့နော်အဲ့ဒီမှာလည်းကျမတို့ကအစားအသောက်တွေကိုကျွေးတဲ့နေရာမှာတော့စားတာကိုပေါ့နော် food choice ပေါ့နော်ဒါတော့ဘယ်လိုအစားအသောက်တွေကစားသင့်တယ်လဲဘယ်လိုအစားအသောက်တွေကိုလည်းရှောင်မလဲဆိုတာလေးတွေကလည်းဒါပြည်သူလူထုတွေနဲ့သိသင့်ပါတယ်ရှင်နော်နောက်တစ်ခါတော့ကျမတို့ယောဂါတွေနဲ့ပတ်သက်လို့ပေါ့နော်ဥပမာစီဂျိုယောဂါတို့သွေးတိုးယောဂါတို့ကင်ဆာယောဂါတို့နော်နောက်လေဖြတ်တဲ့ယောဂါတွေမှာတချို့သောလူနာတွေမှာတော့ပုံမှန်ပဲအစားစားရတာပေါ့နော်အဲ့တော့ကျမတို့စားတဲ့အခါမှာလေဘယ်အစားတွေကိုစားတဲ့နဲ့ဘယ်လိုအစားအစာတွေကိုရှောင်ရမလဲဆိုတဲ့ဟာလေးတွေကိုတော့ဒါလူတိုင်းနားလည်သင့်ပါတယ်နောက်တစ်ခါတော့ပေါ့နော်ကျမတို့တွေကတချို့သောလူနာတွေမှာအထူးသဖြင့်ကင်ဆာလူနာနဲ့ကျမတို့ဒီလေဖြတ်တဲ့လူနာတွေမှာဆိုလို့ရှိရင်ကျမတို့ကနှာခေါင်းပိုက်ထည့်ရပါတယ်နော်တချို့ဆိုရှင်တော့နှာခေါင်းပိုက်တွေမကဘူးပက်ချူလို့ခေါ်တယ်ကျမတို့အစာအိမ်ကနေပြီးတော့မှအပေါက်ဖောက်ပြီးတော့မှလည်းအစာထည့်ရပါတယ်ရှင်နော်အဲ့လိုထည့်တဲ့နေရာမှာလေဘယ်လိုတော့အစားအစာတွေထည့်ရမယ်အချိန်ကဘယ်နှချိန်သွားရမယ်စသဖြင့်ပေါ့နော်ဒါလေးတွေကဆိုလို့ရှိရင်တော့ဒါကျမတို့အာဟာရပညာနဲ့ပတ်သက်ပြီးတော့မှဒါအရန်ကိုပဲအရေးပါတဲ့အရာတွေဖြစ်ပါတယ်ဒါကြောင့်မလို့ဒါဒီဆိုလို့ရှိရင်လည်းဒါသိတဲ့နဲ့လို့လည်းပြောလို့ရပါတယ်ရှင်နော်အဲ့ဒီလိုပဲတချို့သောလူနာတွေမှာကျမတို့တွေကအစားတော့ကျွေးတယ်ပေါ့နော်ဒါပေမဲ့လည်းတချို့သောလူနာတွေကကျတော့မစားနိုင်တာတွေအများကြီးရှိပါတယ်အဲ့လိုတော့လူနာတွေမှာတော့ကျမတို့က parenteral nutrition လို့ကျမတို့ကခေါ်ပါတယ်နော်ကျမတို့အရက်မှာဆိုလို့ရှိရင်တော့ကျမတို့အကျော်တဲ့အစာထည့်တယ်ပေါ့နော်အဲ့တော့အဲ့လိုအစာထည့်တဲ့နေရာမှာလည်းကျမတို့ကအစာအိတ်ကြီးတွေသုံးတယ်အဲ့အစာအိတ်ကြီးတွေမှာပေါ့နော်ကျမတို့လိုချင်တဲ့အာဟာရဓာတ်တွေဖြစ်တဲ့ carbohydrate တို့ protein တို့ fat တို့ပေါ့နော်အဲ့တော့ဘယ်လိုအချိုးအစားတွေနဲ့ရှိနေတယ်လဲဘယ်လိုသောပစ္စည်းတွေကိုတော့ရွေးချယ်ရမလဲဆိုတာကတော့ကျမတို့အာဟာရဆရာဝန်တွေရဲ့ဆုံးဖြတ်ချက်ပေါ့နော်ဒါလေးတွေပဲဖြစ်ပါတယ်ရှင်ဒါကြောင့်မလို့ပြည်သူလူထုအနေနဲ့ကတော့ကျမတို့ nutrition ဆရာဝန်တွေပေါ့နော်ဘာအလုပ်တွေလုပ်နေကြတာလဲဘယ်လိုသောအကြောင်းအရာတွေကိုဆိုရှင်လူနာတွေကိုပေါ့နော် suggestion ပေးတာမျိုး recommendation ပေးတာမျိုးဆိုတာဘာလဲဆိုတာလေးကိုတော့ကျမမိကုန်းနေအများကြီးမိထားတာရှိပါတယ်အဲ့ဒီမိကုန်းလေးနဲ့ပတ်သက်ပြီးတော့မှတော့ပေါ့နော်ကျမဖြည့်ပေးထားတာဖြစ်ပါတယ်ရှင်เนาะဒါကြောင့်မလို့ဒီဗီဒီယိုလေးကိုကြည့်လိုက်မယ်ဆိုရင်တော့ဒါပေါ့နော်ကိုကနေပြီးတော့မှအာဟာရနဲ့ပတ်သက်ပြီးတော့မှဘယ်လိုအကြောင်းအရာတွေလိုအပ်တယ်လဲဘယ်လိုလူတွေအတွက်လိုအပ်တယ်လဲเนาะဒါလေးတွေကိုဆိုတော့သိသွားမယ်လို့ထင်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်